ကျွန်တော်အခုပြထားတဲ့ဒီလူကကျွန်တော်တို့ဝဝနေနဲ့အတူ73နှစ်ကျော်ကြာအောင်တောထဲမှာတူတူနေထိုင်ခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဒီဝဝနေကပဲသူနဲ့သူ့ရဲ့ချစ်သူကိုဒါတောထဲမှာအရှင်လက်လက်အယိုးပဲကြံတဲ့ဒီစားသုံးခဲ့ကြတယ်ဆိုတော့ဒီလူတွေကဘာတူလဲဒီဝဝနေကရောဘာလို့ဒီလိုမျိုးစားသုံးခဲ့ကြတာလဲဆိုတော့ကျွန်တော်ဒီနေ့ပြောပြသွားမယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့တစ်ချက်လောက်လိုက်ကြည့်လိုက်အောင်ပေါ့နော်ဒီလူရဲ့နာမည်ကတော့ကျွန်တော်တို့ Timothy Treadwell လို့ခေါ်ပြီးတော့သူကတော့ပေါ့နော်ကျွန်တော်တို့လိုပဲဒီတလိမ့်ဆန်နေကြောင်းတင်ဆက်ပြသတဲ့ဒီ wildlife influencer တယောက်ဖြစ်တယ်ပေါ့နော်ဒီအဖြစ်အပျက်တွေကတော့ကျွန်တော်တို့ဒီ American နိုင်ငံ Alaska ပြည်နယ်မှာရှိတဲ့ဒီ Katmai National Park ဆိုတဲ့ဒီအမျိုးသားဥယျာဉ်မှာဖြစ်သွားတာပေါ့နော်ဆိုတော့ဒီအမျိုးသားဥယျာဉ်ဆိုလို့ရှိရင်လည်းဒီကမ္ဘာပေါ်မှာဒီ brown bear လို့ခေါ်တဲ့ဝက်ဝံမျိုးစိတ်ပေါ့နော်အဲ့မျိုးစိတ်ဒါအများဆုံးရှိနေတဲ့နေရာဖြစ်တာမှတ်တမ်းတင်ထားတဲ့နေရာလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ပဲ Timothy ဆိုလို့ရှိရင်1990ခုနှစ်ကနေ2003ခုနှစ်အထိပေါ့နော်ကျွန်တော်တို့73နှစ်ကျော်ကြာအောင်နွေရာသီရောက်ပြီဆိုတာနဲ့ဒီအမျိုးသားဥယျာဉ်ကိုလာပြီးတော့ဒီဝက်ဝံနေနဲ့ဗီဒီယိုရိုက်ကူးနေခဲ့တာပဲဖြစ်တယ်ပေါ့နော်သူကဒီဝက်ဝံနေကိုတော်တော်လေးကိုချစ်ပြီးတော့ပေါ့နော်ဒါကာကွယ်ပေးခြင်းတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်မို့လို့အမျိုးသားဥယျာဉ်တွေကဒီ park ranger တွေကလာပြီးတော့သူ့ကိုဒီတလိမ့်ဆန်တွေကဒါအန်နီရရှိတဲ့တလိမ့်ဆန်တွေဖြစ်တယ်ဒါအန်နီရရှိတယ်ပေါ့နော်အနာအရန်မကတ်တဲ့ဘူးလို့ပြောနေပေမဲ့လည်းပေါ့နော်သူကနေပြီးတော့တစ်နှစ်တက်တစ်နှစ်ပေါ့နော်သူ့ရဲ့ဒီဝက်ဝံနေပေါ်ထားတဲ့ဒီချစ်ချင်းမြတ်တာကဒါလွှမ်းမိုးသွားတယ်လို့ပဲပြောရမှာပေါ့နော်တဖြည်းဖြည်းနဲ့ဝက်ဝံနေကိုသူကအဝေးကနေမဟုတ်ပဲနဲ့တော်တော်လေးကိုနီးနီးကက်ကက်ကိုပဲဗီဒီယိုရိုက်ကူးလာတာကင်တွယ်လာတာကိုတွေ့ရတယ်ပေါ့နော်သူဒီလိုမျိုးအရန်အန်နေများတဲ့တားရဲတလိမ့်ဆန်နေနဲ့ပေါ့နော်အဲ့လောက်ထိနီးနီးကက်ကက်ကင်တွယ်နေတာကိုဒါမကြိုက်တဲ့အတွက်ကြောင့်ဒီအမျိုးသားဥယျာဉ်ကနေပြီးတော့ဒီစာပါထုတ်ထားတယ်ပေါ့နော်Timothyကိုဒီလိုမျိုးမလုပ်ဖို့ဒီလိုမျိုးမသွားဖို့စာပါထုတ်ထားတယ်ဒါပေမဲ့လည်းသူကလက်မခံခဲ့ဘူးသွားခဲ့တဲ့ဗီဒီယိုရိုက်ကူးနေခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဟာတွေအကုန်လုံးကတော့ဒါမကြခင်မှာပဲပြောင်းလဲသွားခဲ့တယ်ပေါ့နော်ဘာဖြစ်သွားလဲဆိုတာကိုမပြောခင်ဒီဝဝနေရဲ့အလေးထားကိုကျွန်တော်အရင်ရှင်းပြရမယ်ဆိုလို့ရှိရင်တော့ဒီ brown bear လို့ခေါ်တဲ့ဒီ grizzly bear တွေကပေါ့နော်ကျွန်တော်တို့ဒီအမေရိကမှာဆိုလို့ရှိရင်ဒီစောင်းခိုကြရတယ်ပေါ့နော်ဆိုတော့သူတို့ကဒီစောင်းမခိုခင်မှာခဏကို weight တက်အောင်သူတို့ကအစာအများကြီးစားဖို့လိုတယ်ပေါ့နော်ဒါကြောင့်မို့လို့သူတို့ဒီစောင်းမခိုခင်လနည်းနည်းကတ်လာပြီဆိုလို့ရှိရင်ပေါ့နော်ဒီအမျိုးသားဥယျာဉ်တွေကလူတွေတော်တော်များများပေါ့နော်ပြန်သွားကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဝဝတွေကဒီအချိန်မှာဆိုလို့ရှိရင်ဒါအန်နေရဲ့အများဆုံးဖြစ်တယ်ပေါ့နော်ဒါလို့လဲဆိုတော့သူတို့ကအစာရှာရဖို့အတွက်အရန်ကိုပဲသူတို့ကအစာအရန်လိုက်ရှာနေကြတာဗျာဆိုတော့တွေ့ရင်ငါးစားတယ်ဒီတမင်တွေ့ရင်တမင်ဖမ်းစားတယ်ဗျာအဲ့လိုမျိုးဆိုတော့ဒါလူတွေအတွက်အန်နေရရှိနိုင်တယ်ဆိုပြီးတော့ဒီအမျိုးသားဥယျာဉ်ကပါဒါ announce လုပ်ထားတဲ့အချိန်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့2003ခုနှစ်အောက်တိုဘာလမှာတော့ Timothy နဲ့သူ့ရဲ့ girlfriend Amy တို့ကပေါ့နော်လူတွေတော်တော်များများပြန်သွားတာကိုတောင်မှဒါမပြန်မဲနဲ့ပေါ့နော်ဒီအမျိုးသားဥယျာဉ်ထဲမှာဒီဝဝနေရဲ့အန်နေရအများဆုံးအချိန်ကိုနေခဲ့ကြတယ်ပေါ့နော်ဆိုတော့ Timothy တို့ကလူတွေတော်တော်များများတားနေတဲ့ကြားထဲကမှဒီလိုမျိုးပေကပ်ပြီးနေခဲ့တာကဒါသူတို့ရဲ့နောက်ဆုံးနေ့နီးပါးကိုရောက်လာပြီပေါ့နော်ဒီရက်ပြီးပြီဆိုလို့ရှိရင်တော့ဒါသူတို့ကပြန်ရတော့မယ်ပေါ့နော်ဆိုတော့ဒီနေရာကိုလာတယ်ဆိုတာကလည်းသူတို့ကဒါဗီဒီယိုလာရိုက်တာပေါ့နော်နောက်ဆုံးနေ့ဖြစ်တဲ့အတွက်ကြောင့်သူတို့ကAmyသူ့ရဲ့ girlfriend Amyကတော့ဒီစခန်းပေါ့နော်ဒီ tent အထဲထဲမှာဒါမုတ်စား